လာပါခင်ဗျာဒီနေ့ဝက်စီပဲကြွကြော်နေလေးတကယ်ချင်းတို့လာမြောက်ဝေပြီးပါပါခင်ဗျာပထမဦးဆုံးဝက်စီကိုဒေဦးထဲမှာတင်ထားပါမယ်ပြီးတော့မီးပုံမှန်လေးနဲ့ဒေဦးထဲမှာဒီလိုမျိုးလေးမွေထားပြပါမယ်ခင်ဗျာမီးရဲ့ရန်ပြင်းစရာမလိုပါဘူးเนาะမီးရဲ့ရန်ပြင်းတဲ့ခါကျရင်ဝက်စီပဲမကျွတ်ပဲနဲ့ကိုတူသွားနိုင်ပါတယ်ဝက်စီကိုဒီတိုင်းလေးပဲဟိုဘက်ဒီဘက်ပုံမှန်လေးမွေပေးရပါမယ်ပြီးတော့ဝက်စီတွေကအစီတွေအများကြီးထွက်လာပြီးတော့အယောင်လေးတွေကပြောင်းလာပါမယ်ခင်ဗျာဝက်စီပဲကကျုပ်ခါနီးလေးစီတွေကပို့ပြီးတော့ထွက်လာနေပြီးဟာကြရင်ကျစ်သွားတယ်ပေါ့နော်ဒီတိုင်းလေးပဲပုံမှန်လေးဆက်မွေပေးရပါမယ်ခင်ဗျာမီလေးကတော့တတိထားရပါမယ်မီအရင်ပြင်းလို့မရပါဘူးမီကတော့ပုံမှန်အနေထားလေးပဲထားရပါမယ်ဒါကတော့ရခါနီးအနေထားလေးမှာဖြစ်ပါတယ်ပေါ့နော်စီတွေကတော့အရင်များလာပါမယ်ကျွန်တော်တို့ဆဆချင်းကြော်တဲ့ဝက်စီရတယ်မကျူတော့ပါဘူးဒါတော့ဝက်စီကျွတ်လေးရခါနီးပါပြီဒီတိုင်းလေးပဲဆက်မွေပေးပါခင်ဗျာကဲဒါတော့ရပါပြီကျွန်တော်ကတော့ဆယ်လိုက်ပါမယ်စီမပေါအောင်တော့တေချာလေးစီပေးရပါမယ်စီတွေပါတဲ့ခါကျရင်တော့အထားမခံပဲနဲ့ခဏလေးနဲ့ပြော့သွားနိုင်ပါတယ်ဒါကကျွန်တော်ခုနတော့ကြော်လိုက်တဲ့ဝက်စီတွေကနေရလာတဲ့စီတွေပါဒီစီတွေကတော့နောက်ဘာနဲ့ပဲပြန်ပြီးတော့ကြော်စားလို့ရပါတယ်ခင်ဗျာဒါတော့ဝက်စီပဲကျွတ်ကြော်ဖြစ်ပါတယ်ကျွတ်လားမကျွတ်လားဆိုတာအတန်နားဟောင်ကြည့်ပေါ့နော်ကျွန်တော်ပြောရတဲ့အတိုင်းလိုက်ကြော်ကြည့်ပါကျွတ်လေးနဲ့အရင်စားလို့ကောင်းပါတယ်